စိတ်ဝင်စားပြီးတော့မှအားလုံးကြိုက်ကြတဲ့ Glad to Glow ကပစ္စည်းလေးတွေဗာလေးဝယ်ထားတဲ့ unboxing တော့မှာunboxing time ပီယာနဲ့ပီယာ gift တင်နဲ့ကိုယ့်ဘာသာဝယ်ထားလေးတွေ unboxing လုပ်ပါမယ်။အဲ့ရောက်တဲ့ပီယာပစ္စည်းတွေယောက်ျားကသူယူပြီးသွားလို့ရှိရင်အရင်ဆုံးဖောက်ကြည့်ကြတာပေါ့နော်။ဖောက်ကြည့်ရဆိုတာလေပီယာဆိုလို့ရှိရင်ကြတော့ဟိုဘက်ကဒီသူတို့စကားပြောထားတဲ့ brand နဲ့ company ကိုကြတော့ပစ္စည်းယောက်ျားစကားဆက်ပြောရတာဆိုတော့ဖောက်ကြည့်တာပေါ့နော်။ဖောက်ကြည့်တော့ကျွန်မအဲ့ပီယာကြီးဆိုလို့ရှိရင်တော့များပြီသူများလိုမျိုးလေအဲ့လိုအပုံကြီးနဲ့ဓာတ်ပုံရိုက်ဖို့ဟာကလေဓာတ်ပုံရိုက်ဖို့ဟာတော့နောက်ပြီးတော့ unboxing လုပ်ဖို့ဆိုတာကြတော့တော်တော်လေးကိုမလုပ်ဖြစ်ဘူးပေါ့နော်။ဘာဖြစ်လို့ဆိုတော့အဲ့ဒီတစ်ခုလာနဲ့တစ်ခုအရင်ကိစ္စဖြတ်ပေးတာဆိုတော့လေဒါလေးကတော့ဒီမှာသုံးပြတဲ့ဗီဒီယိုလေးမှာကြည့်ကြည့်နော် body makeup ပေါ့နော် body makeup အဲ့လိုမျိုးဟာလေးကိုအဲ့လိုမျိုးလေးလိမ့်လာတော့ scrub မဟုတ်ဘူးနော်သူကကြတော့ဒီလိမ့်တဲ့ဟာအဲ့ဒီဟိုဟာလေးတွေပေါ့နော် makeup body makeup ပေါ့အဲ့လိုလေးလိမ့်ကျင်လို့ဝယ်ထားတာအဲ့လေးကတော့သူကအတွဲလိုက်လေးရောင်းတယ်ဟိုဘက်နဲ့ဒီဘက်နဲ့အဲ့ဒါကိုအတွဲဝယ်ထားပါတယ်လေးခုနောက်တစ်ခုကဒီ brush လေးတွေပါ brush လေးကတော့တော်တော်များများသိတဲ့ဒီဘယ်လိုခေါ်လဲမသိ man NGE လေး man လားမသိပါဘူးအဲ့ဒါပေါ့နော် concealer brush လေးပေါ့နော် makeup တွေကကြတော့လေ cream type အဲ့လို stick type လေးပေါ့နော် blush တို့ eyeshadow တို့အဲ့လိုပဲသုံးနေတာဆိုတော့ဒီ concealer ဆိုပေမဲ့အဲ့လိုမျိုး cream တို့ stick တို့ပေါ့နော်ပေါင်းတာမဟုတ်တဲ့ဟာလိမ့်တဲ့ brush ပေါ့နော်ဒီလိုကောင်လေးတွေပေါ့နော်ဒီလိုကောင်လေးတော့ဝယ်ထားတယ်ဒါပေမဲ့အဲ့ကောင်လေးကအရင်တော့လိမ့်ရတာတိတ်အဆင်မပြေဘူးဘလို့အဆင်မပြေရလဲဆိုတော့နည်းနည်းတောက်တောင်ကြီးဖြစ်နေပေါ့နော်မာနဲ့တောက်တောင်ကြီးဆိုတော့ငါကြောင့်ပြီးတော့ Glad to Glow ကနာမည်ကြီးနေတဲ့ဒီလေကိုရီးယား brand ကိုသူလိုက်ထုတ်ထားပါတော့ DL ဘာလားအဲ့လိုနာမည်ထွက်လာအတန်ထွက်လာပေါ့နော်မမွေးလေခဏဟာနဲ့ဘူးရဲ့ finishing နဲ့꿰သွားတယ်နော်နောက်တစ်ခုကတော့ဒီကောင်လေးပါ Peach Retinol Moisturizer I like Retinol ကာလာလေးကဒီလိုလေးပါအဝါလေးဒါလေးက toner propolis hyaluronic toner like this flawless blurring skin tint ခုနောက်မှာကြတော့လေဒီလိုမျိုး CC cream BB cream မှာအပားလေး glow type skin tint လူတွေကဝယ်ဖြစ်လာရတယ်ပေါ့နော်။ကိုကြည့်တဲ့သူတွေကလည်းအဲ့ပုံကိုပိုကြိုက်တာအကြောင်းလည်းပါတယ်ပေါ့နော်။အဲ့တော့ပပလေးပဲပို့ပြီးတော့လိမ့်ပြနေ flawless blurring skin tint ဒါလေးကတော့နာမည်ကြီးတဲ့ lip gloss လေးပါဒီမှာသူ့စီမှာ keychain လေးပါတယ် brightening lip serum strawberry glaze pink အားလေးတော့နည်းနည်းလေးဒါလေးပါ peeling serum ဒါလေးနာမည်တော်တော်ကြည့်ရပေါ့နော်ဒီဟိုပါပေါ့ ordinary က peeling serum လိုမျိုးဒါလေးက body lotion overnight bright body serum ဟုတ်အေးစိမ့်နေသူ့မှာကျတော့အဝါလေးလည်းရှိပါသေးတယ်ဒါပေမဲ့ကျွန်မကအဝါလေးက moisturizing ပေါ့နော်ဒါပေမဲ့ကျွန်မကျတော့ brightening ဘက်ပဲပို့ဆိုင်တဲ့အတွက်ကြောင့်မလို့ moisturizing ဟာလေးလိုက်ပါတယ်